Recap မှာမှတူဆိုပါတယ်ဒီနေ့မှာတော့2008ခုနှစ်ကထွက်ရှိခဲ့တဲ့ drama action fantasy ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Hancock ကိုတစ်ဆက်ပေးသွားမှာပါ spoiler တွေပါဝင်နိုင်ပါတယ်။ John Hancock ဆိုတာလမ်းဘေးကလေလွတ်လူမိုက်တယောက်လိုနေထိုင်တတ်တဲ့အရက်သမားတဦးပါကောင်းလေးတယောက်ကသူ့ကိုနှိုးပြီး TV မှာပြနေတဲ့ရဲတွေရဲ့တရားခံဖမ်းဆီးမှုအစီအစဉ်ကိုလက်ညှိုးထိုးပြပါတယ်။သူ့ဇာတ်သူနေတယ်ကကြောင်းအားပါသူကအမြဲတမ်းမူယူနေပြီးစိတ်ထဲရှိသလိုခက်ရွရွနေထိုင်တတ်တာကြောင့်မြို့ပြအဆောက်အုံတွေကိုဒေါ်လာတန်းနဲ့ချီပစ္စည်းဆုံးရှုံးစေခဲ့ပါတယ်။ပထမဆုံးလူသွားလက်နောက်တော့လမ်းညွှန်ဆိုင်ပို့ပြီးတော့ရေကားတချို့ပျက်စီးသွားပြီးသူကောက်ပေါ်တက်တဲ့အချိန်မှာတရားခံတွေကသူ့ရဲ့ပလင်းကိုပြစ်ခွဲလိုက်တာကြောင့်သူတို့ဒေါသထွက်သွားပါတယ်။အဲ့ဒါကြောင့်ကောက်ကိုအတင်းရက်ပြီးလမ်းမကြီးကိုဖျက်ဆီးလိုက်တယ်လို့အောက်ကိုပါမပြီးအဆောက်အုံတွေကိုတိုင်းပြည်စီကတာဝါတိုင်းပေါ်မှာပတ်ဆက်ထားလိုက်ပါတယ်။ဒီလိုရဲ့တွေ့ကြောင့်လည်းသူဟာအများပြည်သူရဲ့လှောင်ပြောင်းမှုကိုခံရပြီးသူကရဲတပ်ဖွဲ့တွေစိတ်ထုတ်စရာတယောက်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပလက်တော်များများကိုအော်ပြဲနောက်မှာတော့အမျိုးသမီးတယောက်ကဟန်ခါကိုရှာတွေ့သွားပါတယ်။သူမကဟန်ခါကိုစစ်စားအောင်လုပ်ပြီးသူ့ရဲ့အိမ်လေးစီလိုက်ခဲ့ခြင်းနဲ့လို့ပြောပါတယ်။ဟန်ခါကလည်းအေးအေးပဲပြန်ဖြစ်ပြီးသူ့နှစ်ယောက်သူ့နောက်ရဲအိမ်လေးစီမောက်ထွက်ခဲ့ကြပါတယ်။အိမ်ရောက်တော့စိတ်ပါလာပြီးယောဂကြီးချင်များတွေတူတူလောက်ကြတာပေါ့။အမေနဲ့ရှေ့လိုက်အုတ်တစ်ချိန်ပါပဲသူကအိကာလေးကိုဝေးလွတ်သွားအောင်တိုးလိုက်တယ်။အကြောင်းသူခမင်းရိုင်းတော့အမလေးတော်တော်သွားပါတယ်။သူမကရေထိုးကန်းနဲ့ဝင်ပြေးသွားပြီးဟန်ခါကစိတ်အေးထားဖို့ဖျောက်ဖျပေမဲ့သူမကတော့လက်ပြေးပြီးကောင်းမောင်းတက်သွားပါပြီ။ Ray ကတော့အများပြည်သူသက်ဆိုင်ရေးရရှိရောက်ပြီးပရိသတ်လုပ်ငန်းတွေမှာပေါင်ကျဲကွန်မြူနီတွေကို hot wall အုံကြီးအယက်မြင့်ပေးနေသူပါ။သူကအစည်းအဝေးတစ်ခုကနေအစမပြေပဲထွက်လာခဲ့ပြီးရထတန်လန်းပေါ်မှာကပိတ်မိသွားပါတယ်။ရှိတဲ့ကနေပုံတရားတစ်စင်းကလည်းတစ်ချိန်မောင်းနေလာနေပါတယ်။ခါက Ray ရဲ့အကူကင်ခဲ့မဲ့ထားကိုတိုက်သွားတယ်။ဒါပေမဲ့သူကတော့အတားမင်းပဲဒီတိုင်းလျှောက်လာခဲ့တယ်။တန်တကူကတော့အဲ့ဒီတမှုကြောင့်ရထားတွေအလုံးတန်းကိုကုန်ပြီးနောက်ထပ်ဒေါ်လာတန်းနဲ့ကြီးတဲ့စီဆုံးဖြစ်သွားတင်လာပါပဲ။များကတော့သူ့ကိုကားဝင်ပြီးအပေါ်ကိုတဲ့တန်တက်သွားရအောင်ဆိုပြီးဖြစ်သူကိုထိုင်ထားပြီးမဲ့ Ray ကတော့ဓာတ်ကိုဝင်ပြီးသူ့တက်ကိုကဲတေးပေးတဲ့အတွက်ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ခါက Ray ကိုအေးဒီပူပြီးဝရတာမိသားစုနဲ့ဆက်ပြီးပါတယ်။ Ray ရဲ့နေ့တမရနာခါကအေးရမှာမြင်းတလူနဲ့တွေ့လေးနေပါတယ်။အဲ့ဒီနောက် Ray ကသူ့ကိုအိမ်ထဲဖိတ်ပြီးစပါဂက်တီကျွေးပါတယ်။ Mary ကတော့တစ်ချိန်လုံးဟန်ခါကိုမကျေနပ်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်။အောက်ပေါ်ဒီကိုင်းကပိုကိုလူအမကောင်းလောင်ဝင်ပြီးလူကမ်းပဲသူကညံ့ပါတယ်။ဒါပေမဲ့ Ray ကလေးစားကိုမမပေးနိုင်တယ်။လင်မယားနှစ်ယောက်ရဲ့အိတ်ခမ်းထဲမှာတော့ Mary ကဟန်ခါအကြောင်းမကောင်းပြောနေပါတယ်။ Ray တော့ဟန်ခါကကိုယ်ဆိုရင်ပြီး Ray ကဘာလို့သူ့ကိုဒီတောင်းရတယ်ဆိုတာဝေဝါဖြစ်နေတယ်။ဟန်ခါကလူရဲ့အတင်းပြုကိုလူနေပြီး Ray အကိုကူးပေးနေတယ်မှာအမိုးပေါ်ကနေကိုနောက်ထောင်နေတဲ့ဟန်ခါက Ray ကသူ့ကိုတကယ်နားလည်ပေးနိုင်မဲ့သူကိုခံစားမိသွားပါတယ်။နောက်ရက်မှာတခြားစဉ်းစားပြီးတဲ့နောက်သူက Ray ကိုအခွင့်အရေးတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအေးရဲ့အိမ်ကိုပြန်လာခဲ့ပြီးထုံးစံတိုင်းလမ်းမကြီးကိုတက်စီးပြန်ပါတယ်။အဲ့ဒီကလေးယောက်ကသူ့ကိုဖေးထားအောင်လှမ်းလဲလိုက်တာတော့သူကောက်လေးကိုတွားပြီးရင်းနိုင်လိုက်ပါတယ်။နင်းနာမည်လို့ခေါ်တယ်။မြေကဆရာတင်းတလီရန်နဲ့အဲ့ဒီကောင်လေးကဟန်ခါကိုဖေးထားအောင်လို့ပဲထပ်ခါဆဲပြီးပါတယ်။အားကိုအင်ဂျာကောင်နောက်တစ်ခါခေါ်စီစံခင်းသားကောင်အဲ့လိုခေါ်ကြတဲ့ကောင်လေးတွေကိုလွတ်သွားလို့တဲ့အဲ့တော့အဲ့ကောင်လေးတွေလည်းဟန်ခါကိုချက်ပြီးလို့တော့ကြပါတယ်။ Ray ထွက်လာပြီးဟန်ခါအိမ်ကိုရောက်လာပြီးသူ့ကိုယုံကြည်ပေးတဲ့အတွက်ဝမ်းသာသွားပါတယ်။သူကလေးတွေကချက်လာတဲ့ကောင်လေးကိုဖမ်းပေးပြီးသူ့ဖေစီပြန်လွှတ်လိုက်ပါတယ်။ဒါမျိုးတွေကိုတော့ Ray နဲ့အတူပြင်ဆင်သွားရမှာပါပြီးတော့ဒီလမ်းမကြီးတက်စီးသွားတာလည်းအဆင်မပြေဘူးလေ။ပြီးတော့ Ray ကသူ့ကြောင်းကောင်းရေးထားတဲ့တင်းတွေကိုပြရတယ်။တခန်းကြီးလာတာကိုညတက်ပြီးတဲ့နောက်မှာသူကခရီးတွေကိုကြော်ပြီးအိုက်စကရင်သွားခဲ့ပြီပေါ့။ဒါမှမဟုတ်ကကြီးမှာတောင်းတဝူလာငါကြီးဝေါ်တွေကိုကူညီရမှာလေ။ဒီလာငါကြီးကိုလေးလွတ်တော့အောင်ပြစ်လိုက်တာမျိုးပါ။ Ray ပြောချင်တာကတော့ဟန်ခါရဲ့အပြုမှုတွေကဆိုးရွားနေတာဖြစ်ပြီးသူအကြီးကျယ်နေတာနဲ့လူတွေရဲ့လက်ခံမှုကိုလိုချင်နေတာကို Ray နားလည်ပါတယ်။ Ray ကသူ့ကိုအရက်မတော့ဘူးတားနေလုံးမှာပဲ Ray ပြန်လာပြီးတင်းခွင့်လိုက်ပါတယ်။ဟန်ခါကိုဖမ်းဝရမ်းထုတ်ထားပြီးသူကတရားရုံးကိုမလာခဲ့ပါဘူး။ဘာကြောင့်လဲတော့မသိပေမဲ့ Mary ကတော့ဒီသတင်းကိုကြားပြီးအားရကျေနပ်နေပုံရပါတယ်။ဒီသတင်းကိုကြားပြီးနောက် Ray ကဟန်ခါကိုအဖမ်းခံခံပြီးမြို့သူမြို့သားတွေသူ့ကိုဘယ်လောက်တောင်လိုအပ်နေတယ်ဆိုတာကိုတက်တည်တာကိုကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုရခဲ့ပါတယ်။စိုးလုံးလေးဖြစ်လာရင်တော့ထောင်ထဲကနေလွယ်ကူပြန်ထွက်လာရုံနဲ့လီအောင်ဟန်ခါကအများကြီးရှိမှာမိန်ကူပြောပါတယ်။သတင်းအောင်သူကသူ့ကိုဝခံပုတ်ချက်ပေးမယ်သူကတော့ Ray ရင်ပြထားတဲ့စာသားတိုင်းပဲသူအရက်ဆွဲတာနဲ့ဒေါသဟင်းချုပ်တဲ့ကူလုံးကိုခံယူမှဖြစ်ပြီးပိုကောင်းတဲ့သူဖြစ်လာပါမယ်လို့ခရီးပေးခဲ့ပါတယ်။ Mary ကသတင်းတွေကနေကြည့်ပြီးအပြစ်မကင်းလို့ခံစားရပါတယ်။အခြေထောင်ရောက်တဲ့ခါမှာတော့သူကတခြားကျင်းသားတွေနဲ့အတူထောင်ဝင်ခွင့်လုပ်ငန်းစဉ်တွေလုပ်ပါတယ်။သူလက်ပွေနှိပ်ပြီးဓာတ်ပုံရိုက်ပါတယ်။သူ့ရဲ့ထောင်ကန်းစီသွားတဲ့လမ်းမှာတော့သူ့ကိုရန်ညှိုးထားတဲ့လူမိုက်အချို့ကလာပြီးဗိုလ်ကြောက်ဖို့ကြိုးစားကြပါတယ်။ဒီထဲကလူနာဟာဟန်ခါကောင်အောင်တနေရတာဖြစ်ပေမဲ့ဟန်ခါကတော့ဘာတနာမှမရှိချင်ပါဘူး။သူကအရှိကလူကိုမဖိရင်သူ့ကောင်းကိုပင်နဲ့ထိုးထည့်လိုက်မယ်လို့ချင်းချောက်လိုက်တဲ့အခါလူတိုင်းကတောင်းရကြပါတယ်။ဒါပေမဲ့ဟန်ခါကတကယ်ပဲကောင်းကိုဖိနဲ့တိုးထည့်ပြလိုက်တာကြောင့်အဲ့ဒီနောက်မှာတော့ဘယ်သူမှသူ့ကိုလာမရှိရကြတော့ပါဘူး။ Ray ကတော့ဒီအောင်ချက်ပြီးဘောကြပါဘူး။သူကဟန်ခါကိုအစိုးရရှိနေကထောင်တန်းရှင်းချမှတ်ချင်နေတာဖြစ်ပြီးအမှုကျင်ကောင်းရင်လေးနှစ်ခွဲပဲကြာခံရမယ်လို့ပြောပြပါတယ်။ဟန်ခါကအအော်သွားပြီးသဘောမတူပဲထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့ Ray ကသူ့ကိုလူသူရဲကောင်းတယောက်လို့ခေါ်ပြီးတားလိုက်ပါတယ်။ဘာမှဂရုမစိုက်တယ်လို့ဟန်ဆောင်မနေပဲဒီမှာပဲဆက်နေပြီးစောင့်ဆိုင်ဖို့ပြောပါတယ်။လူတွေသူ့ကိုပြန်လိုက်လို့ကကြေပြီးဟန်ခါကလည်းသဘောတူပါတယ်။ Ray ကသူ့စီနေတိုင်းလာပြီးအသက်ဆင်းပြန်တန်းတာတွေကိုဘယ်လိုထိန်းချုပ်ရမလဲလက်ဆွဲနှုတ်ဆက်တာရင်ကျေးပြူမာတာနဲ့သူတို့ဘာကိုချီးမွမ်းစကားပြောတာတွေကိုသင်ပေးပါတယ်။ဒါပေမဲ့အချိန်သားစုမှာတော့ဟန်ခါကပတ်သက်ပေါ်ပဲကစားနေပြီးဒေါသထိန်းချုပ်တဲ့အစည်းအဝေးတွေမှာလည်းစကားပြောဖို့အခွင့်အရေးကိုဒီတိုင်းပဲလွှတ်ထားလိုက်ပါတယ်။ဟန်ခါကထောင်ကျပြီးတဲ့နောက်ပိုင်းရာဇဝတ်မှုတွေပိုများလာတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။နောက်ရက်မှာတော့ Mary နဲ့သူမရဲ့တာနီတို့ကထောင်ဝင်ဆက်လာပြီးကြပါတယ်။သူမကမေတ္တာဦးနေယူလာပြီးတဲ့ကြောင့်သူတော်လေးဘောကြတော့ပါတယ်။ခဏတာပြစ်ဆုပ်ချိန်တွင်းမှာ Mary က Ray ဟာလူကောင်းတယောက်ဖြစ်ကြောင်းနဲ့သူ့ကိုစိတ်ရအောင်လုပ်ဖို့ပြောပါတယ်။အဲ့ဒီကလည်းသူအကြိုက်ဆုံးကားရာကိုပေးခဲ့ပါတယ်။ Ray ကလူတွေလာခေါ်တဲ့အခါဝတ်ဖို့အတွက်အဝတ်အစားတစ်ခုယူလာပေးပါတယ်။ဟန်ခါကတော့ဆုပ်နေပေမဲ့ Ray ကဒါဟာသူ့ကိုယ်သူကိုစားပြုတဲ့ယူနီဖောင်းဖြစ်တယ်ဆိုပြီးနားချလိုက်ပါတယ်။သူဘတ်စကတ်ဘောကစားရင်လွဲတော်သွားပြီးဘောလုံးကထောင်ပြေဘက်ကိုလွတ်ထွက်သွားတဲ့အခါသူကအနောက်ကိုလက်ခုပ်သွားတာကြောင့်အားတွေကထောင်ပေါက်တယ်ဆိုပြီးတတိယမိတော့ကြပါတယ်။ဟန်ခါကလိုချင်ရင်လွတ်လွတ်လပ်လပ်သွားနိုင်ပေမဲ့သူကထောင်ထဲကိုပဲပြောင်းဝင်လာခဲ့ပါတယ်။သူတကယ်ပဲပြောင်းလဲဖို့ကြိုးစားနေတာပါ။ဒေါသထိန်းချုပ်တဲ့အစည်းအဝေးတစ်ခုမှာတော့သူနောက်ဆုံးမှရင်ဖွင့်လိုက်ပါပြီ။
လူတွေကသူ့ကိုကြီးမောကြပြီးသူလည်းလူတွေရဲ့လက်ခံမှုကိုစတင်ခံစားလာရပါတယ်။အဲ့ဒီအချိန်မှာပဲအဆက်ကျန်းတို့ဗနာပြတမှုကိုနှင်းပေးဖို့ရဲထုတ်ဟန်ခါကိုစစ်တွေ့လာပါတယ်။သူကမုတ်တွေရဲ့ဝေစာကိုပြင်ပြီးအကောင်းဆုံးဖြစ်အောင်လိုက်ပါတယ်။တပြတိုင်းမှုဟာရဲတွေနဲ့တပြတွေကြားအပြန်အလှန်ပြစ်ခတ်မှုအထိဖြစ်သွားပြီးတပြတွေကဓာတ်စာခံတွေမှာဘုံတွေဆင်ထားပါတယ်။ဂရက်ပီရဲ့ဝစ်စုံအသစ်နဲ့အတူဟန်ခါခါထောင်ကလွတ်လာပြီးအောင်ပွဲခံကပြန်လည်ရောက်ရှိလာပါတယ်။သူကဘာကိုမှမဖြတ်စည်းပဲဒေသစွာစဉ်းသက်နိုင်ခဲ့တာကြောင့်အထူးတပ်ဖွဲ့ဝင်တွေတော့အော်သွားကြပါတယ်။ရဲအရာရှိကအခြေအနေကိုရှင်းပြပါတယ်။ဓာတ်စာခံရှိရောက်လူစုလေးယောက်နဲ့ပြမိနေတဲ့ရဲတွေတယောက်ရှိနေပါတယ်။ခါကရဲအရှိကိုလမ်းအစီအစဉ်ဆက်ပြီးထဲဝင်သွားပါတယ်စတာတိုင်းတဲ့တိုးသွားပါသူကနေရာရနေတဲ့ရဲစစ်ကိုရောက်သွားပြီးလူကြီးလူအောင်တယောက်လိုပဲသူမရဲ့ခန္ဓာကိုယ်ကိုဣတုကြိုင်ရွယ်ပြပြီးဖို့အင်ကြီးစွာခွင့်တောင်းပါတယ်ကားကိုဒိုင်းရပုံပြီးသူမကိုဘေးကင်းရကိုခေါ်ထုတ်ပြီးခဲ့ရင်တော့ဒီကိစ္စကိုအများဆုံးဆုံးသက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အန်ခါသူ့ကိုတယောက်တောက်စတင်နေရတော့နောက်ဆုံးကျတဲ့ပြားဟခါကမိဟန်တာကိုပြင်ပြီးပတ်စံတွေအားလုံးနဲ့သူ့ကိုဒီလားလွတ်အောင်မကယ်ရင်လူတိုင်းကိုဘိုးခွဲပြမယ်လို့ချိန်ချောက်ပါတယ်အဲ့ဒီဓာပြကသူ့ကိုပင်ချက်ကောင်လို့ခေါ်လိုက်တဲ့အတွက်ဟခါရောထွက်သွားပြီးမိအိမ်ကိုဖြုတ်ပြအောင်လုပ်ပြီးထွန်းတက်အောင်လုပ်လိုက်ပါတယ်နောက်ကိုပင်ချက်ကောင်လို့နောက်ခါထပ်ပေါ်ဒီစံပြားကဆက်လိုက်တာနဲ့သူ့လက်တစ်ဖက်ထွက်သွားပါတော့တယ်ဟခါကအဲ့ဒီကိုရဲစီအလိုက်ပြီးလူတွေကလည်းသူ့ရဲ့ပြောင်းလဲလုပ်ရတဲ့အတွက်ကျေးဇူးတင်ကြပါတယ်ရေကတော့အလိုကိုကွန်ပျူတာမြောက်နေပါတယ်ရုပ်ရဲဆိုသလိုဟန်ခါခါလူရဲ့အစ်စ်တော်ဖြစ်လာခဲ့ပါတယ်လူတိုင်းကပုတ်တူရဲ့ချင်းလက်ဆွဲထုတ်ဆက်ချင်နေကြတာပါရေမာရီတို့နဲ့အတူညစာစားရင်သူ့ရဲ့မတည်နိုင်တဲ့စွမ်းအားကြောင့်နဲ့လွန်ခဲ့တဲ့အနှစ်80ကမှတ်ဉာဏ်တွေပျောက်ဆုံးခဲ့ရပုံပြီးတော့သူ့ကိုဘယ်သူမှလာမရှာခဲ့ကြတဲ့အကြောင်းတွေကိုပြောပြပါတယ်အမေရိကမျက်ရည်တွေကိုအောက်ထားပေမဲ့မရခဲ့ပါဘူးသူမကဟန်ခါကိုတောင်းပန်ပေမဲ့ဟန်ခါကတော့သူမဘာမှအမှားမလုပ်ခဲ့ပါဘူးလို့ပြန်ပြောပါတယ်အိမ်ပြန်ရောက်တော့ဟန်ခါကမူးနေတဲ့ရေကိုအေးရပို့ပေးပါတယ်သူမထွက်ခွာခင်မှာရေကသူ့လက်ကိုဆွဲပြီးသူကတကယ်ကိုထူးချွန်တဲ့သူဖြစ်လာမှာပါလို့ပြောလိုက်တာကဟန်ခါရဲ့စိတ်ကိုထိခိုက်စေခဲ့ပါတယ်အဲ့ဒီနောက်သူအထက်ကိုဆင်းလာပြီးပကံစီးနေတဲ့မယ်ရီနဲ့စကားဆက်ပြီးပြောဖြစ်ပါတယ်မယ်ရီကသူမရဲ့လက်ကိုသူ့လက်ပေါ်တင်လိုက်ရကနေအချစ်စလန်စတကူပြစ်လူနေပါပြတ်သွားခဲ့ပါတယ်ဒါရင်မကသေးပဲမယ်ရီမှာလည်းလူဆန်းကောင်စွမ်းအားတွေရှိနေတာကိုဟန်ခါသိလိုက်ရပါတယ်လူညောင်စိုးစိုးနဲ့အန်ကူလိုက်ပါပါတယ်မနက်ခင်းမှာတော့ရေရဲ့အမှုလို့ပြီးအိမ်မှာတက်စီနေတာတွေကိုအတိအမိသွားပါတယ်မယ်ရီကတော့ဒါဟန်ခါနှချီလိုက်လို့ပြောတာပါလို့ပြောချလိုက်ပါတယ်သူမကဘာစွမ်းအမှမရှိတဲ့ဇနီးတစ်တယောက်လိုဟန်ဆောင်ဖို့အစွမ်းကုန်စူးစမ်းနေတာပါဟန်ကရောက်လာပြီးရေဖုန်းပြောနေတဲ့အချိန်မှာသူကမေရီကိုဓာတ်နဲ့ထိုးဖို့လုပ်ပြီးလှမ်းရိုက်လိုက်ပါတယ်သူမရဲ့နောက်ကျောင်းကိုမရှင်းပြရင်ရေကိုအမှန်တိုင်းဖွင့်ပြောပြမယ်လို့သူကချင်းချောက်ပါတယ်နောက်တော့မေရီကဟန်ခါစီလာတွေ့တဲ့အခါတခြားလူတယောက်လိုပြောင်းလဲနေခဲ့ပါပြီသူမကသူတို့ဟာဒီစွမ်းအရေးနဲ့အသက်ရှင်လာခဲ့တာနှစ်လုံးသူများရှိပြီးတဲ့ကြောင့်နဲ့အင်းတွေ့ုံကတပ်သားတွေကကက်မန်လို့အခုခံရတဲ့အကြောင်းပြောပြပါတယ်ပြောသူတို့ဟာလူမျိုးနဲ့ဆိုပြီးနောက်ဆုံးချိန်တွေ့ပြီးဥစ္စာပါတွေ့ဖြစ်လို့လည်းရှင်းတာပဲသူတို့ရောက်ပြီးဦးနေတိတာပြပြီးတောက်ပေါက်တာအလိုပေါက်ဖြစ်သွားတယ်မေရီကဟန်ခါကိုအမှန်တရားအားလုံးကိုမပြောပြတာကြောင့်ဟန်ခါကဒီတောင်းကိုရေကိုတွားပြောဖို့လုပ်ပါတယ်အဲ့ဒီကနေဟန်ခါနဲ့မယ်ရီလိုကြားပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားပြီး Los Angeles မြို့လေခေါင်အထိရောက်သွားကပတ်ဝန်းကျင်တစ်ခုလုံးကိုအကြီးအကျယ်ပျက်စီးသွားစေပါတယ်။သူမကလွန်ခဲ့တဲ့အနှစ်သုံးသူညလုံးသူမရှိပဲပျော်ရွှင်ခဲ့ရတယ်လို့ပြောပေမဲ့ဟန်ခါကတော့သူမကိုမမိပါရှိတယူမရှိလို့ဆဲလိုက်ပါတယ်။နောက်ကိုအယူမလို့နောက်တစ်ခါထပ်ပေါ်ဒီဇန်သူကတခွန်လိုက်ပါတယ်။ရာဒီဦးလူတွေစတင်ပြောင်းလဲလာပြီးသူမကကွန်ပျူတာစီးနဲ့သူ့ကိုလှမ်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မျိုးထဲမှာစီးပွားရေးအစည်းအဝေးလုပ်နေတဲ့ရေကတော့သူ့ရဲ့ logo ကိုထပ်ပြီးမိတ်ဆွေနေအောင်ပါလူမျိုးစီတန်တော်ရရင်တော့မြေပေါ်ကိုလက်စီတွေဆင်းပြီးဟန်ခါရဲ့ပတ်ပလဲမှာလေးစင်းနှမောင်းတွေဖြစ်ပေါ်လာပါတယ်။လေးစင်းနှမောင်းနှစ်ခုတက်ပြီးဝင်းကျစ်ခုလုံးပျက်စီးကုန်ပါတယ်။ရေကဒါကိုတမ်းမြလိုက်ပြီးသူ့ဇနီးမှာဟန်ခါတို့စွမ်းအားမျိုးရှိနေတာကိုအိမ်သွားပါတယ်။ဟန်ခါကမယ်ရီကိုပွေးဖက်ထားရင်သူဘာမှလုပ်ခဲ့မိလဲမမှတ်မိပေမဲ့တောင်းပန်ကြောင်းနဲ့သူမဟာသူမြင်ဘူးသမျှထဲမှာအလားဆုံးရာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ရေကဒါရီအားလုံးကိုမြည်ပြီးမယုံနိုင်အောင်ဖြစ်နေပါတယ်။အဲဒီနောက်ဟန်ခါကရေရဲ့မယ်ရီကိုသူ့အိမ်မှာပြန်ပြပါတယ်။မယ်ရီကအမှန်တော့ဟန်ခါကသူမရဲ့ခင်မုန်းဖြစ်ခဲ့ပြီးရေမမွေးခင်ကတည်းကလမ်းကွက်ခဲ့ကြတာလို့ရှင်းပြပါတယ်လူဟာတွေ့လိုက်အစစ်ဟန်ရဖြစ်ခြေတွေလောက်တဲ့ကြောင့်အကောင်ကြီးတောက်ဝေးတောင်းတရပြန်ဆောင်ကြဖြစ်ပြောရပဲနောက်တော့ဟန်ခါအရက်ဆိုင်မှာရှိနေတော့အရင်ကဗန်သားပြယခုပင်လက်သားပြပုံစံဖြစ်နေသူဟာသူ့အပေါင်းပါရီနဲ့အတူထောင်ကားလွတ်လာပြီးဆိုတဲ့သတင်းထွက်လာပါတယ်သူအရက်ပလင်းတွေဝယ်တဲ့အခါတားတင်ငွေက$90 30ဆင်းဖြစ်နေပြီးဆိုင်ရှင်ကအကူအညီတောင်းဖို့သူ့ညက်ကိုလက်နဲ့ကွယ်ထားပါတယ်ဟန်ခါကတတ်မှုကိုဝင်ရောက်တားဆီးလာမှာတနက်မှန်ပြီးဒဏ်ရာရသွားပါတယ်သူတွေးထွက်နေတာကြောင့်ချက်ချင်းပဲဆေးရုံကိုပို့လိုက်ရပါတယ်မယ်ရီလာတွေ့တဲ့အခါမတင်နိုင်တဲ့သူနှစ်ယောက်ဟာခန္ဓာကိုယ်ချင်းနီးကပ်လာရင်စွမ်းအားတွေစတင်ဆူရလာတတ်တယ်လို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာပဲရေကတူတာနဲ့အတူဓာတ်ပြနဲ့ဓာတ်လီကားထဲမှာပိတ်မိနေပါတယ်။မယ်ရီကတမိုင်းတစ်လျှောက်မှာသူမရဲ့ဟန်ခါတို့တွဲနေစဉ်တွင်အချိန်တိုက်ခံခဲ့ရပုံကိုပြောပြပြီးသူ့ခန္ဓာကိုယ်ကဒဏ်ရာတွေကြောင့်ကိုရှင်းပြပါတယ်။အဲ့တော့ဖြစ်ဆုံးကတော့လွန်ခဲ့တဲ့အနှစ်80ကမဲမီကလမ်းကြားတစ်ခုမှာဖြစ်ခဲ့တာပါ။အဲ့ဒီတော့ကတိုက်ခိုက်မှုကြောင့်သူ့ဦးကောင်းခုန်ကွဲအပ်သွားပြီးမှတ်ဉာဏ်တွေတောက်ဆုံးခဲ့ရတာပါ။သူ့တက်ကိုကဲတင်ဖို့အတွက်မယ်ရီကဒဏ်ရာတွေတက်တာလာအောင်အဲ့ဒီအချိန်တုန်းကသူ့ကိုထားပစ်ခဲ့ရတာဖြစ်ပါတယ်။သူမရှင်းပြပြီးတဲ့နောက်မှာပဲဆေးရုံကိုထောင်ပြေးသားပြနဲ့အတူဟန်ခါကြောင့်ထောင်ကျခဲ့မှုတဲ့တခြားရာဇဝတ်ကောင်တွေကလာရောက်စီးနင်းကြပါတယ်။မယ်ရီကဟန်ခါကိုကာကွယ်ဖို့ကြိုးစားရင်းတနက်မှန်သွားပြီးဟန်ခါကတော့ကတင်ကိုတုံးပြီးလူနေရက်ကိုအားစီလိုက်နိုင်ပါတယ်။မယ်ရီကိုချထားပြီးတဲ့နောက်သူကလူစုတရက်ကိုပြင်ပတ်ကိုပြထားလိုက်ပြီးတခြားလူတွေကိုနှိမ်ရင်းနှစ်ထက်တန်ရာတွေရသွားပြန်ပါတယ်။ဟန်ခါကိုလူဆိုးတယောက်ကတဆီရသွားပြီးမဲ့သူကအဲ့ဒီလူရဲ့ကြောကြီးကိုဆွဲကင်ပြီးအပြင်ကိုပြချလိုက်ပါတယ်။မယ်ရီကိုတော့ဆရာဝန်တွေဥတပ်ပေးနေပါတယ်။လက်ချိတ်နဲ့လူဆိုးကဟန်ခါကိုတနက်နဲ့အချိန်ချင်းဖြစ်ပြီးအပြည့်ရှင်းဖို့ကြိုးစားပါတယ်။ဒီအချိန်မှာဟန်ခါကောမယ်ရီပါအသက်အန္တရာယ်ဆိုးနေရပါပြီ။ရေကကယ်တင်ရှင်အဖြစ်ရောက်လာပြီးအဲ့ဒီလူဆိုးကိုလက်နှစ်ဖက်လုံးချိဖြစ်သွားအောင်လုပ်ပြီးအပြည့်ရှင်းလိုက်ပါတယ်။မာရအလူရဲ့အိမ်မှာဟန်ခါကသူ့ရဲ့နောက်ဆုံးကျန်တဲ့ဆွမ်းအားကိုတုံးပြီးမယ်ရီရဲ့ဆွမ်းအားတွေပြန်ပေါင်းလာစေဖို့သေရွာယူရကိုအပြေးခဲ့ပါတယ်။သူဝေးသွားလီအခြေအနေပိုပေါင်းလာလိဖြစ်ပြီးနောက်ဆုံးမှာတော့သူအတန်ထက်မြန်တဲ့နှုံးနဲ့တန်တန်းထွက်ခွာသွားနိုင်ခဲ့တာကြောင့်မယ်ရီလည်းတတိပြန်ရလာခဲ့ပါတယ်။တလကြာမှာတော့မယ်ရီကရေကိုတပိုင်းဝင်ပုဂ္ဂိုလ်အမျိုးမျိုးရဲ့အကြောင်းတွေကိုပြောပြနေပါတယ်။ဟန်ခါကရေစီဖုန်းဆက်လာပါတယ်။အခုတော့သူကနယူးယောက်မြို့မှာနေထိုင်ပြီးလူစွမ်းကောင်းဖြစ်ကူညီပေးနေပါတယ်
ရဲကိုကျေးဇူးတင်တဲ့အနေနဲ့အခက်ကရဲ့ဟုတ်ကိုအပေါ်မှာတက်ရောက်ဆွေးပြီးသူ့ရဲ့ရွေးချက်ကိုပါအံ့စီရပါတယ်